အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဘောလုံးသတင်းတို့စီစဉ်ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုတက်ဆက်ပြီးမှာကတော့သူ့ကိုအလွတ်ပြောင်းရွှေ့ရင်းနဲ့ခေါ်ယူနိုင်တယ်လို့မန်ယူကအသိပေးခဲ့တဲ့ဒိုင်ဘာလာရဲ့သတင်းမှာအခုຫນွေဈေးကွက်အတွင်းမှာပဲဂျူဗင်တက်နဲ့လမ်းခွဲထားတဲ့အာဂျင်တီးနားကျယ်ပွင့်တိုက်စစ်မှုပေါ်လိုဒိုင်ဘာလာရဲ့အေဂျင့်တွေကအင်တာမီလန်နဲ့ဆွေးနွေးမှုတွေခရီးမပေါက်ဘဲနဲ့ကြန့်ကြာခဲ့ပြီးတဲ့နောက်သူ့ရဲ့ကစားသမားကိုပရီးမီးယားလိနာမည်ကြီးကလပ်မန်ချက်စတာယူနိုက်တက်စီကိုကမ်းလှမ်းမှုတွေလှုပ်ထားခဲ့တယ်လို့အီတလီအခြေစိုက်သတင်းဌာနတွေကဖော်ပြသွားပါတယ်အသက်28နှစ်အရွယ်အာဂျင်တီးနားလက်ရွေးစင်ကျယ်ပွင့်တိုက်စစ်မှုဒိုင်ဘာလာကတော့ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာဂျူဗင်တက်ရဲ့အဓိကတိုက်စစ်မှုတူအနေနဲ့ခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပေမဲ့အသင်းဘက်ကသူ့ကိုစာချုပ်သစ်ချုပ်ဆိုမယ်လို့ခရီးပေးခဲ့ပြီးမှခရီးကိုဖျက်ခဲ့တာကြောင့်ဂျူဗင်တက်ကနေထွက်ခွာလာတဲ့ထိပ်တန်းကစားသမားတူဖြစ်ပါတယ်။လက်ရှိမှာဒိုင်ဘာလာကဂျူဗင်တက်ရဲ့အဓိကပြန်ဘက်အင်တာမီလန်စီကိုပြောင်းရွှေ့ဖို့ဆွေးနွေးမှုတွေပြုလုပ်ထားပေမဲ့ဒိုင်ဘာလာနဲ့အင်တာမီလန်တို့ကြားမှာဆွေးနွေးမှုတွေအဆင်မပြေဖြစ်နေတယ်လို့အင်တာမီလန်ဥက္ကဋ္ဌမာရော့တာကအတည်ပြုပေးထားသလိုဒိုင်ဘာလာကိုယ်တိုင်ကလည်းအီတလီမြေမှာဆက်ကစားဖို့တဲ့တခြားနိုင်ငံတွေစီကသာပြောင်းရွှေ့ကစားခြင်းနေပါတယ်။အင်တာမီလန်နဲ့နေဆက်သလိုနာမည်ကြီးသတင်းဌာနတစ်ခုလည်းဖြစ်တဲ့ဂဇက်တာသတင်းဌာနရဲ့ဖော်ပြချက်အရတော့ဒိုင်ဘာလာရဲ့အေဂျင့်တွေကအင်တာမီလန်နဲ့ဆွေးနွေးမှုတွေကိုခေတ္တရပ်ဆိုင်းပြီးသူတို့ရဲ့ကစားသမားကိုစပိန်လာလီဂါအင်အားကြီးကလပ်အက်တလက်တီကိုမက်ဒရစ်နဲ့ပရီးမီးယားလိနာမည်ကြီးကလပ်မန်ချက်စတာယူနိုက်တက်ကိုကမ်းလှမ်းထားတယ်လို့သိရပါတယ်။အခုချိန်မှာမန်ချက်စတာယူနိုက်တက်ကသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ရိုနယ်ဒိုကိုလက်လွတ်ဆုံးရှုံးမဲ့အရေးနဲ့ရင်ဆိုင်နေရတဲ့ကြောင့်ရိုနယ်ဒိုရဲ့နေရာကိုအစားဝင်နိုင်မဲ့တိုက်စစ်မှုတူကိုစတင်ရှာဖွေနေပြီးဒိုင်ဘာလာသူတို့အတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်နေတာကြောင့်ပဲမန်ချက်စတာယူနိုက်တက်ရဲ့တာဝန်ရှိသူတွေကဒိုင်ဘာလာရဲ့အေဂျင့်တွေနဲ့ဆွေးနွေးမှုအနေငယ်ပြုလုပ်ထားတယ်လို့မန်ချက်စတာယူနိုက်တက်နဲ့နှိစက်သူတွေကပြောကြားထားပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်